အားလုံးပဲမင်္ဂလာပါမေနဲ့ data page ကမေပါမေဒီနေ့အားလုံးကိုပြပြချင်တာလေးရှိလို့ပါမေနဲ့ data page မှာတင်တဲ့ဗီဒီယိုတွေကိုပေါ့နော်မေတင်တဲ့ဗီဒီယိုတွေနဲ့ data တင်တဲ့ဗီဒီယိုတွေကိုရှုသုံးပြီးတော့လိန်နေတဲ့သူတွေအများကြီးရှိနေပါတယ်မေတို့ကိုအလိန်ခံရတယ်ဆိုပြီး page မှာလာပြောနေတာတစ်ယောက်နှစ်ယောက်မကတော့ဘူးပေါ့နော်အဲ့တော့မေအားလုံးကိုသိစေချင်တာကမေရဲ့ဒီ TikTok account ရယ် data ရဲ့ TikTok account ရယ်ပြီးရင်မေနဲ့ data ဆိုတဲ့ Facebook page ပေါ့နော်အဲ့ဒီကနေပြီးတော့မေတို့ဘသူ့ကိုမှပေါ့နော်ငွေကြေးကောက်ခံထားခြင်းလုံးဝမရှိပါဘူးပြီးရင် agency မဟုတ်ပါဘူးလူလည်းမပို့ပေးပါဘူးပတ်စံယူပြီးတော့ပေါ့နော် agency ညှိုးပေးတာမျိုးကိုလည်းလုံးဝမလုပ်ပေးပါဘူးเนาะအဲ့တော့မေနဲ့ data page ကတင်ထားတဲ့ဗီဒီယိုတွေကိုယူသုံးပြီးတော့ငွေကြေးကောက်ခံတာမျိုးတွေပတ်စံကောက်ခံတာမျိုးတွေရှိခဲ့တယ်ဆိုလို့ရှင်မေနဲ့ data ကနေပြီးတော့လုံးဝတာဝန်ယူမှာမဟုတ်ပါဘူးเนาะအဲ့ဒါလေးကိုအားလုံးကိုအသိပေးချင်ပါတယ်တကယ်လို့တစ်ခုခုတစုံတရာရှိခဲ့တယ်ဆိုလို့ရှင်လည်းမေနဲ့ data ရဲ့ page ကပေါ့နော်မေနဲ့ data page ကနေပြီးတော့မေတို့ကစာတင်တာတော့မဟုတ်ဘူးပေါ့နော် page hack ခံထိမှာဆိုလို့စာတော့မတင်ဘူးကာယကရှင်တွေကိုယ်တိုင်မေနဲ့ data နဲ့ကိုယ်တိုင် official video တင်ပြီးတော့ကြေညာပေးသွားမှာပြောပေးသွားမှာဖြစ်ပါတယ်အဲ့တော့ကျတော့သူများတွေကမေတို့ဗီဒီယိုတွေယူသုံးပြီးတော့လိန်နေရတယ်ငွေကြေးတောင်းခံတာမျိုးတွေရှိတယ်ဆိုလို့ရှင်လုံးဝမယုံကြည်ဖို့အခုတွေကကြိုတင်ပြီးတော့သတိပေးချင်ပါတယ်အခုလည်းဖြစ်နေပြီပေါ့နော်မေနဲ့ data ရဲ့ဒီဗီဒီယိုတွေကိုယူသုံးပြီးတော့လိန်နေတာမျိုးတွေရှိနေတယ်ဆိုပြီးတယောက်နှစ်ယောက်မကတော့ဘူးပေါ့နော်လာပြောနေတာလောလောဆယ်မေနဲ့ data page ကနေပေါ့နော်မေအကောင့်ကနေ data အကောင့်ကနေလုံနေတာတစ်ခုပဲရှိပါတယ်အဲ့ဒီဟာကတော့မေတို့ကဂျပန်သွားပြီးပြန်လာထားတာဖြစ်တဲ့အတွက်ကိုအကုန်လုံးကို knowledge sharing ပေါ့နော်ဗဟုသုတတွေမေတို့ရခဲ့တဲ့အတွေ့အကြုံတွေအကုန်လုံးကိုပြန်ပြီးတော့ sharing လုပ်ပေးနေတာဖြစ်ပါတယ်အဲ့ဒီဟာတစ်ခုပဲလုပ်နေတာဖြစ်ပါတယ်ပေါ့နော်နောက်တစ်ခုကတော့ပညာဒါနတင်တာပေါ့နော်ဒါပေမဲ့လို့မေတို့စီမှာစာအုပ်တွေစုရသေးတယ် note တွေစုရသေးတာဖြစ်တဲ့အတွက်ကိုအခုချိန်ဒီပညာဒါနတောင်မစရသေးဘူးပေါ့နော် group လဲဖွဲ့ပြီးလူလဲစုပြီးသွားပြီဒါပေမဲ့ပညာဒါနတောင်မစရသေးဘူးပေါ့နော်အဲ့အတွက်ကိုမေတို့လုပ်နေတာကလောလောဆယ်တစ်ခုပဲရှိပါသေးတယ်ပေါ့နော်အဲ့ဒါကကြတော့မေတို့လုပ်ခဲ့တဲ့အတွေ့အကြုံပိုင်းတွေကိုပေါ့နော်မေတို့ပြန်လာတဲ့အချိန်မှာအကုန်လုံးသိအောင်လို့မေတို့မျှဝေပေးတာပေါ့နော်အဲ့ဒီဟာတစ်ခုပဲလောလောဆယ်မေတို့လုပ်နေပါသေးတယ်နောက်ထပ်လုံးမဲ့ plan ကပညာဒါနဖြစ်ပါတယ်ပေါ့နော်အဲ့ဒီဟာနှစ်ခုပဲလောလောဆယ်ရှိပါသေးတယ်တခြားငွေကြေးကောက်ခံတာမျိုးတွေငွေကြေးတောင်းခံတာမျိုးတွေလုံးဝမရှိပါဘူးအဲ့ဒီဟာကိုမေအခုဗီဒီယိုလေးမှာအားလုံးကိုအသိပေးချင်လို့ပါအဲ့တော့နောက်ဆုံးပြောချင်တာကပေါ့နော်မေနဲ့ data ကနေပြီးအခုအချိန်လက်ရှိအချိန်အထိပေါ့နော်ငွေကြေးတစုံတရာကောက်ခံထားခြင်းလုံးဝမရှိပါဘူးအဲ့တော့ကျတော့မေတို့ဗီဒီယိုတွေကိုယူသုံးပြီးတော့၎င်းမေတို့နာမည်တွေကိုယူသုံးပြီးတော့၎င်းမေတို့ပုံတွေကိုယူသုံးပြီးတော့၎င်းငွေကြေးကောက်ခံတာမျိုးတွေရှိခဲ့တယ်ဆိုရင်မေနဲ့ data နဲ့လုံးဝမဟုတ်ပါဘူးအဲ့ဒီအတွက်ကိုတစုံတရာရှိခဲ့တယ်ဆိုလို့ရှင်လဲမေနဲ့ data ဘက်ကနေလုံးဝတာဝန်ယူပေးမှာမဟုတ်ပါဘူးအဲ့ဒီကိစ္စလေးကိုအားလုံးအသိပေးချင်ပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်မေနဲ့ data page ကမေပါရှင့်